မြို့ကြီးတစ်မြို့ရဲ့အလယ်မှာအထက်ပေါင်းတလာရှိတဲ့အလွန်မြင့်မားတဲ့မူးမြော်တိုက်ကြီးတစ်ခုရှိတယ်။အဲ့ဒီတိုက်ကြီးရဲ့ထိပ်ဆုံးမှာတော့မြို့တစ်မြို့လုံးကိုငုံကြည့်နိုင်တဲ့ရွှေရောင်အခန်းတစ်ခုရှိတာပေါ့။ဦးမန်ဆိုတဲ့လူချမ်းသာကြီးဟာအဲ့ဒီအခန်းထဲမှာတစ်ယောက်ထဲနေတယ်။သူဟာငယ်စဉ်ကတည်းကအယမ်းတော်တယ်အယမ်းကြိုးစားတယ်။ဒါကြောင့်လဲဒီလောက်အထိအောင်မြင်လာလား။ဒါပေမဲ့ပြဿနာကသူအောင်မြင်လာလေသူ့ရဲ့မာမာနာကတိုက်ကြီးတဲ့ပိုပြင့်လာလေပဲသူအောင်မြင်မှုလေကားထစ်တွေကိုတက်နေတော့ကသူ့ကိုမြေတောင်မြောက်ပေးခဲ့တဲ့ဆရာသမားတွေကိုသူတို့ကခစ်နောက်ကျနေပြီဆိုပြီးကြောခိုင်းခဲ့တယ်အတူတူရုန်းကန်ခဲ့တဲ့တငယ်ချင်းတွေကိုမင်းတို့ကငါခြေဘွားအောက်ကဖုံတွေပဲလို့ပြောပြီးနှိမ်ချော့ခဲ့တယ်သူ့ကိုချစ်တဲ့မိသားစုကိုတောင်မင်းတို့ကငါအောင်မြင်မှုကိုအနှောက်ယှက်ပေးနေတာဆိုပြီးမောင်းထုတ်ခဲ့တယ်သူ့စိတ်ထဲမှာငါတယောက်တည်းတော်လို့ငါတယောက်တည်းစူးစားလို့ဒီနေရာကိုရောက်တာဆိုတဲ့မာမာနာကအခိုင်အမာနေရာယူထားတာပေါ့တနေ့မှာတော့မြို့ထဲမှာငလင်အကြီးကျယ်လှုပ်ခတ်သွားတယ်ဥမှန်နေတဲ့မိုးမြော်တိုက်ကြီးဟာတုံခါသွားပြီးဓာတ်လေကားကြီးအကုန်ပြတ်သွားတယ်လျှက်စစ်မီတွေပြတ်သွားတယ်ဥမှန်ဟာအသက်80ကျော်အရွယ်ကြီးနဲ့အထက်တရာကနေလှီကားအတိုင်းဆင်းရတော့မယ်သူဟာကြောက်လန့်တကြားနဲ့ဖုံးခေါ်တယ်သူနှိမ်ခဲ့တဲ့တငယ်ချင်းတွေစီခေါ်တယ်ဘယ်သူမှဖုံးမကင်ဘူးသူပြစ်ပယ်ခဲ့တဲ့မိသားစုစီခေါ်တယ်ဖုံးနံပါတ်ကအဆက်အသွယ်မရတော့ဘူးသူဟာမောင်မဲနေတဲ့လှေကားအတိုင်းတုံတုံရင်ရင်နဲ့တစ်ထက်ချင်းဆင်းလာတယ်လမ်းတစ်ဝက်မှာသူမောဟိုက်ပြီးလဲကျသွားတယ်အဲ့ဒီအချိန်မှာသူတတိရတာကငါဒီလှေကားတွေကိုတက်တုံးကငါ့ကိုတွန်းပေးခဲ့တဲ့လက်တွေကိုငါရိုက်ချခဲ့တာပဲဆိုတာပါပဲသူအောက်ဆုံးထပ်ကိုရောက်တဲ့အခါမှာတော့တိုက်ကြီးကပြိုကျလူနေပါဖြစ်နေပြီအပြင်မှာလူတွေကတယောက်ကိုတယောက်ကူညီပြီးဘေးလွတ်ရာပြီးနေကြတယ်ဒါပေမဲ့ဥမှန်ကိုတော့ဘယ်သူမှသတိမထားမိကြဘူးသူ့ရဲ့ရွှေရောင်အခန်းသူ့ရဲ့အာနာနဲ့မာနာတွေကပြိုကျနေတဲ့အုပ်ပုံတွေကြားမှာပျောက်ဆုံးသွားပြီသူဟာလမ်းဘေးမှာတယောက်တည်းထိုင်နေရင်အခုမှနားလည်သွားတယ်မာနာဆိုတာကိုမြင့်တယ်လို့ထင်အောင်လုပ်တဲ့မှန်ပြောင်းတစ်ခုပဲအဲ့ဒီမှန်ပြောင်းကိုချလိုက်တဲ့အခါမင်းဟာတခြားလူတွေလိုပဲတာမန်လူသားတယောက်ပဲသူတစ်ပိုင်းရဲ့အကူအညီမပါပဲဘယ်သူမှမတ်တက်မရက်နိုင်ဘူးမာနာကမျက်စိကန်းစေတယ်ကိုတော်လာပြီလို့ထင်တဲ့အခါကိုဝိုင်းရံထားတဲ့မြစ်တာတွေကိုမမြင်ရတော့ဘူးအတက်နဲ့အစင်းလှေကားကိုတက်နေတော့မှလူတွေကိုကောင်းကောင်းဆက်ဆံပါဘာလို့လဲဆိုတော့မင်းပြန်ဆင်းလာတဲ့အခါအဲ့ဒီလူတွေကိုပဲပြန်တွေ့ရမှာမို့လို့ဘေးမှာချစ်ခင်သူတယောက်မှမရှိတဲ့အောင်မြင်မှုဟာအနှစ်မရှိတဲ့အခွန်တက်ပါဒီလိုပညာပေးသင်ခန်းစာလေးတွေနားဆင်ရဖို့အသေးတစ်ချက်လိုက်